ဒီနေ့က chapter 2ရဲ့ section 3 chapter 2ရဲ့ section 3ထဲမှာဒါကကြတော့ number 9ဒီ video ကကြတော့ part 8ဖြစ်တယ်ဆိုတော့ section 3ရဲ့ number 7မှာကျွန်တော်တို့ဗာသင်ရမှာလဲဆိုတော့လမ်းစုံလမ်းကွာတာတတိပြုရမယ်အချက်များကိုစားတန်တဲ့နော် DUE ကိုထဲမှာသူကအချက်၅ချက်ထပ်ခွဲထားတယ်ဆိုတော့ပထမအဆုံးတစ်ချက်ကကြတော့လမ်းစုံလမ်းကွာတွေမှာဖြစ်ပွားလေးရှိတဲ့မတော်တဆမှုတွေကိုကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ်ဒီမှာသူက6ချက်ထားပြီးတော့ခွဲထားတယ်ဆိုတော့ကိုစားတန်တဲ့နော်ကိုဂိတ်တိုင်းဆိုတာကကြတော့ဖြစ်ပွားလေးရှိတဲ့ဒီမတော်တဆမှုအမျိုးအစားတွေပထမဆုံးတစ်ချက်ကကြတော့交差点やその周辺では事故が多く発生するため注意することが必要です。その交差点ဆိုတာကကြတော့လမ်းလေးကွာဆုံတဲ့နေရာその周辺ではその周辺ဆိုတာကကြတော့ဒီလမ်းဆုံလမ်းကွာမှာရှိတဲ့ဒီပတ်လေဒီပတ်ဝန်းကျင်မှာကကြတော့ဂျီကိုကအိုကူဂျီကိုဆိုတာကကြတော့ရေမတော်တဆမှုတွေအိုကူဆိုတာကများပြားပြီးတော့ဟာဆဲするためဟာဆဲするဆိုတာကကြတော့မကြာခဏဖြစ်ပေါ်လေးရှိတယ်ဟာဆဲするため注意することが必要ですဆိုတော့ကျွန်တော်ဒီလမ်းလေးကွာဆုံတဲ့နေရာနဲ့ဒီပတ်ဝန်းကျင်မှာဆိုရင်ကျွန်တော်တို့ခဏရေမတော်တဆမှုတွေဖြစ်ပေါ်လေးရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီဟာကိုတတိထားရမယ်ဆိုတော့နံပါတ်1そのナンバー2အချက်ကကြတော့一時停止の標識がある場所では停止線の前で必ず停止することがその一時停止ဆိုတာကကြတော့ခဏရပ်တန့်ခြင်းの標識のある場所ではある場所ဆိုတာကကြတော့ဒီ標識ဆိုတာကကြတော့ဒီပုံထဲမှာဆိုရင်ကျွန်တော်တို့ဒီအနီရောင်အဝိုင်းနဲ့ပြထားတာအနီရောင်လေးတောက်ပုံစံနဲ့ဒိုမာတဲ့ဆိုတဲ့ရေးထားတဲ့ဟာတွေဒီလူပုံတရံနဲ့လမ်းလျှောက်နေတဲ့ဟာတွေဒီဘက်ကွေ့တယ်ဆိုတော့ဒီပြထားတဲ့ဟာတွေပြီးရင်အဝိုင်းနဲ့မဝင်ရဆိုရင်ပြထားတဲ့ဟာတွေကိုကျွန်တော်တို့အဲ့ဒါကို hyoshiki လို့ခေါ်တယ် hyoshiki ဆိုတာကကြတော့ကျွန်တော်တို့ဒီလမ်းပေါ်မှာထောင်ထားတဲ့စိုက်ပုတ်တွေကို hyoshiki လို့ခေါ်တယ်နောက်တစ်ခုကကြတော့ hyoji ဆိုပြီးတော့ရှိသေးတယ် hyoshiki နဲ့ hyoji ဆိုပြီးတော့နှစ်မျိုးခွဲနိုင်ပေမဲ့ဒီနေရာမှာကျွန်တော်တို့မှတ်ထားရမှာက hyoshiki ဒီလမ်းပေါ်မှာထောင်ထားတဲ့စိုက်ပုတ်ပုံစံအဝိုင်းတွေပုံတရံတွေစာလုံးတွေကို hyoshiki လို့ခေါ်ပြီးတော့ hyoji ဆိုတာကကြတော့ကျွန်တော်တို့လမ်းပေါ်မှာခြာရည်ထားတဲ့မြင်းတွေပြီးရင်ဒီဗာလဲစာသားတွေအဲ့ဒါကို hyoji လို့ခေါ်တယ်ဆိုတော့ဒီနေရာမှာ hyoshiki လို့သူပြောတဲ့အတွက်ကြောင့်ကျွန်တော်ဒီပုံမှာပါတဲ့ပုံတရံတွေကို hyoshiki 一時停止ကခဏရပ်တန့်ပါဆိုတဲ့ဒီ hyoshiki ကိုရှိတဲ့နေရာမှာဆိုရင်ကျွန်တော်တို့မဖြစ်မနေ